Today the cycling or element is interconnected with water cycle. အဲ့တော့ခုနကပြောတဲ့ dressing ရေတန်တရားလဲပုံကရေတန်တရားလဲတာနဲ့ဆက်ရှိပါတယ် For example, water runoff is critical for leaching nitrogen and phosphate into river, lakes and ocean. ဥပမာပြဆိုရင်စီးထွက်လာတဲ့ရေတွေက critical เนาะအရေးကြီးတယ် for leaching nitrogen and phosphate တွေ nitrogen and phosphate တွေရဲ့ river တွေ lake တွေ ocean တွေကိုစိတ်ဝင်သွားတဲ့ကိစ္စရပ်တွေနဲ့ဆိုရင်ရေတန်တရားလေးတဲ့အခါမှာစိတ်ထွက်လာတဲ့ရေတွေက critical ပေါ့เนาะအရေးကြီးနေပါတယ် The ocean is also a major reservoir for all soluble or insoluble substance ဒီချက်ခွင်ဝိုင်းထားတဲ့စာကြောင်းလေးကတော့တမတ်တန်ပေါ့နော်မမနီကိုလက်တွေအတွက်ရေးကြီးတဲ့စာကြောင်းလေးပေါ့နော်အဲ့တော့သမုဒ္ဒရာကြီးကဆိုရင်major reservoir တစ်ခုဖြစ်တယ် for all soluble and insoluble substance ပျော်ဝင်နိုင်တဲ့ပစ္စည်းရောမပျော်ဝင်နိုင်တဲ့ပစ္စည်းတွေရောအတွက်ဒီ major reservoir ဆိုတဲ့စကားလုံးလေးကိုကိုလက်လည်းမိလို့ရတယ်မမန်လည်းမိလို့ရပါတယ်အဲ့တော့အဲ့ဒီစလုံးပေါင်းလေးကြက်ထားပေါ့နော်နောက်တစ်ခါ thus mineral nutrient are cycle either rapidly or slowly through the entire biosphere and from one living organism to another အဲ့တော့ဒီ mineral nutrient တွေဖြစ်တဲ့ဒီတတူအာဟာရဓာတ်တွေကဆိုလို့ရှိရင် cycle ဖြစ်တယ်ပေါ့နော်အများနဲ့တော့တန်တရားလေးနေတာပဲ rapidly ဖြစ်ရင်လည်းဖြစ်မယ် slowly ဖြစ်ရင်လည်းဖြစ်မယ်သူတို့က through the entire biosphere ဒီဇီဝတွေတစ်ခုလုံးနဲ့ကိုလှက်ပတ်ပြီးတန်တရားလေးပြီးတော့ from one living organism to another တရှိတစ်မျိုးကနေတစ်မျိုးကိုလည်းတန်တရားလေးပြီးတော့နှင်းနှင်းပြပြမြန်ပြပြပေါ့နော်နေသွားတတ်တယ် The detailed description of the natural cycle of carbon and nitrogen is given in the grade 11 chemistry textbook အဲ့တော့11မှာတုန်းက carbon နဲ့ nitrogen ကိုလည်းအသေးစိတ်ပေါ့နော် cycle နှစ်ခုကိုဖော်ပြခဲ့ပြီးသားဖြစ်တယ် In this session the summarized description of these two cycles and the detailed description of phosphorus and sulfur cycle will be highlighted အဲ့တော့အခုကတော့ cycle ၄မျိုးလေ့လာမယ်ပေါ့နော်အဲ့တော့11မှာနည်းနည်းအချင်းချင်းလေ့လာခဲ့ရတဲ့ carbon nitrogen cycle နှစ်ခုအပြင်မှာနောက်ထပ် phosphorus နဲ့ sulfur cycle ကိုပါထပ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်အဲ့တော့အခုတမက်တန်လေးပါ channel လေးပြောပြီးသွားတယ်เนาะတတိထားပြီးတော့စလုံးပေါင်းချက်တင်တာလေးချက်ပါအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်